Hi everyone, welcome back to Nobanuf Online School. အားလုံးပဲမင်္ဂလာပါ Nobanuf Online School ကနေပြန်လည်ကြိုဆိုပါရစေ Today we are going to learn about the common 100 English sentences in everyday life. ဒီနေ့ကျမတို့နေ့စဉ်ဘဝမှာအပြောများတဲ့ English ဝါကျအကြောင်းတရားကိုလေ့လာသွားမှာဖြစ်ပါတယ် Okay, let's get started. Greetings. တယောက်နဲ့တယောက်ဆုံကြတဲ့အခါနှုတ်ဆက်ခြင်း Hello, မင်္ဂလာပါ Good morning, မင်္ဂလာနံနက်ခင်းပါ How are you? နေကောင်းလား I am fine, thank you. နေကောင်းပါတယ်ကျေးဇူးပါ Nice to meet you. တွေ့ရတာဝမ်းသာပါတယ် What is your name? မင်းနာမည်ဘယ်လိုခေါ်လဲ My name is Nancy. ကျမနာမည် Nancy ပါ It was nice talking to you. မင်းနဲ့စကားပြောရတာပျော်ဖို့ကောင်းပါတယ် Same here. အတူတူပါပဲ See you later. နောက်မှတွေ့မယ်နော် At home. အခုအိမ်မှာပြောလေ့ပြောထားရှိတဲ့ English စကားပြောတွေကိုလေ့လာကြမယ်နော် I am hungry. ကျမပိုက်စားတယ် Is breakfast ready? မနက်စာအဆင်သင့်ဖြစ်ပြီလား What is for dinner? ညစာအတွက်ဘာရှိလဲ I need to take a shower. ကျမရေချိုးဖို့လိုတယ် Where are my keys? ကျမတော့တွေဘယ်မှာလဲ I am going to bed. ကျမအိပ်တော့မယ် Can you turn off the light? မင်းမီးပိတ်ပေးလို့ရလား I need to wake up early. ကျမစောစောထဖို့လိုတယ် Did you lock the door? မင်းတကားပိတ်ခဲ့လား I am cleaning my room. ကျမအခန်းသန့်ရှင်းရေးလုပ်နေတယ် At work or school. အခုအလုပ်မှာဒါမှမဟုတ်ကျောင်းမှာပြောလေ့ပြောထားရှိတဲ့ English စကားပြောတွေကိုလေ့လာကြမယ် I have a lot of work today. ကျမဒီနေ့အလုပ်တွေအများကြီးရှိတယ် Can you help me? မင်းကူညီနိုင်မလား I'll be back in 10 minutes. ကျမ10မိနစ်နေရင်ပြန်လာခဲ့မယ် Let's have a meeting. အစည်းအဝေးလုပ်ကြရအောင် I am busy right now. ကျမအခုအလုပ်ရှုပ်နေတယ် What time is the class? အတန်းကဘယ်အချိန်လဲ I finished my homework. ကျမအိမ်စာပြီးပြီ Can I borrow your pen? ကျမမင်းဘောပင်ကိုခဏငှားလို့ရမလား I don't understand this. ကျမဒါကိုနားမလည်ဘူး Please speak slowly. ကျေးဇူးပြုပြီးဖြည်းဖြည်းပြောပါ Shopping and eating out. အခုဈေးဝယ်ထွက်ရင်ဒါမှမဟုတ်အပြင်မှာထွက်စားကြရင်အသုံးများတဲ့ English စကားတွေကိုလေ့လာကြမယ်နော် How much does this cost? ဒါဘယ်လောက်လဲ Do you accept credit cards? မင်း credit card လက်ခံလားဒါမှမဟုတ် credit card နဲ့ပေးလို့ရလား I'm just looking, thanks. ကျမကြည့်ရုံလေးပါကျေးဇူးပါ Can I try this on? ကျမဒါကိုဝတ်ကြည့်လို့ရမလား Where is the fitting room? အင်ကြီးလဲကန်ပမာလဲ I will take this one. ကျမဒီတစ်ခုကိုယူမယ် Can I have the menu please? ကျေးဇူးပြုပြီးကျမကို menu ပေးလို့ရမလား I would like a glass of water. ကျမရေတစ်ခွက်လိုချင်တယ် The food is delicious. အစားအသောက်ကအရသာရှိတယ် Check please. ကျေးဇူးပြုပြီး check ပေးပါဒါမှမဟုတ်ပတ်စံရှင်းမယ် Travel and directions. ခရီးသွားရင်အပြောများတဲ့ English စကားတွေကိုလေ့လာကြမယ်နော် Where is the bathroom? အိမ်သာပမာလဲ
ဒီမှာများသောအားဖြင့်ဒီ American English မှာအိမ်သာကို bathroom ဒါမှမဟုတ် restroom လို့အသုံးများတယ်နော် toilet လို့မသုံးဘူးနော် How do I get to the station ကျမဘူရာရုံကိုဘယ်လိုသွားလို့ရမလဲ Is it far from here အဲ့နေရာကဒီကနေဝေးလား Turn left at the corner တောက်မှာဘယ်ဘက်ကိုကွေ့ပါ Go straight ahead တက်တက်သွားပါ I am lost ကျမလမ်းပြောက်သွားပြီ What time does the bus arrive ဘတ်စ်ကားဘယ်အချိန်ရောက်မလဲ I need a taxi ကျမ taxi တစ်စီးလိုတယ် Where is the nearest pharmacy အနီးဆုံးဆေးဆိုင်ကဘယ်မှာလဲ Stop here please ကျေးဇူးပြုပြီးဒီမှာရပ်ပေးပါ Common conversations အခုအသုံးများတဲ့ English စကားပြောတွေကိုလေ့လာကြမယ်နော် I think so ဟုတ်မယ်ထင်တယ် I don't think so မဟုတ်ဘူးထင်တယ် Of course ဒါပေါ့ No problem ပြဿနာမရှိပါဘူး Don't worry about it မစိုးရိမ်ပါနဲ့ What do you mean မင်းပါကိုဆိုလိုတာလဲ I forgot ကျမမေ့သွားလို့ I remember now ကျမအခုမှတ်မိသွားပြီ Are you sure သိကြလား Let me check ကျမစစ်ကြည့်ပါရစေ Feelings ခံစားချက်တွေကိုပြောတဲ့အခါအသုံးများတဲ့ English စကားတွေကိုလေ့လာကြမယ်နော် I am tired ကျမပင်ပန်းနေပြီ I am happy ကျမပျော်တယ် I feel sick ကျမနေမကောင်းဘူး I have a headache ကျမခေါင်းကိုက်တယ် I am bored ကျမပြင်းနေတယ်ဒါမှမဟုတ်ကျမငြင်းငွေ့နေတယ် That sounds great ကောင်းတာပေါ့ I am excited ကျမစိတ်လှုပ်ရှားနေတယ် It doesn't matter ကိစ္စမရှိပါဘူး I am in a hurry ကျမအရင်လိုနေတယ် Take your time အေးဆေးလုပ်ပါ Weather and time ရာသီဥတုနဲ့အချိန်တွေကိုပြောချင်ရင်အသုံးများတဲ့ English စကားတွေကိုလေ့လာကြမယ်နော် What time is it ဘယ်နှစ်နာရီထိုးပြီလဲအခုဘယ်ချိန်ရှိပြီလဲ It is 5 o'clock 9နာရီထိုးပြီ It is a beautiful day ပါရတဲ့နေ့လေးပါ It is raining outside အပြင်မှာမိုးရွာနေတယ် It is very cold today ဒီနေ့အရမ်းအေးတယ် The sun is shining နေပါနေတယ် See you tomorrow မနက်ဖြန်မှတွေ့မယ် See you later နောက်မှတွေ့မယ် Have a nice day ပါရတဲ့နေ့လေးဖြစ်ပါစေ What is the date today ဒီနေ့ဘယ်နှစ်ရက်နေ့လဲ Social and Technology လူမှုရေးနဲ့နည်းပညာတွေမှာအသုံးများတဲ့ English conversation တွေကိုလေ့လာကြမယ်နော် Can I have your phone number ကျမကိုမင်းဖုန်းနံပါတ်ပေးလို့ရမလား Call me later နောက်မှကျမကိုဖုန်းဆက်လိုက်ပါ I will text you ကျမမင်းကိုစာပို့လိုက်မယ် What is the Wi-Fi password Wi-Fi password ကဘာလဲ My battery is low ကျမရဲ့ဘက်ထရီကအားနည်းနေတယ် I am online ဒါမှမဟုတ် I'm online ကျမ online ပေါ်မှာရှိတယ် Did you get my email မင်းကျမ email ကိုရခဲ့လား I will check my phone ကျမဖုန်းကိုစစ်ကြည့်လိုက်အောင်မယ် Follow me on social media
လူမှုကွန်ရက်မှာကျမကို follow လုပ်ထားပေးပါ send me the link ကျမကို link ပို့ပေးပါ miscellaneous အထွေထွေအသုံးများတဲ့ English စကားတွေကိုလေ့လာကြမယ်နော် excuse me တစ်စိတ်လောက် I'm sorry စိတ်မကောင်းပါဘူးဒါမှမဟုတ်တောင်းပန်ပါတယ် just a moment ခဏလေးပါ wait for me ကျမကိုစောင့်အောင်နော် what happened ဘာဖြစ်တာလဲ I'm looking for something ကျမတစ်ခုခုရှာနေတာ can you repeat that မင်းနောက်တစ်ခေါက်ထပ်ပြောပေးပါ what do you want to do မင်းဘာလုပ်ချင်တာလဲ I have no idea မပြောတတ်ဘူးဒါမှမဟုတ်ကျမမသိဘူးလုံးဝမသိဘူး good luck ကံကောင်းပါစေ Thank you for watching ဒီနေ့ကျမနဲ့အတူတူအချိန်ပေးပြီးလေ့လာသင်ယူတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြမယ်နော် Bye bye